Hello ဒီနေ့မှာတော့ From ဖုန်းကိုရောက်ရှိနေဖြစ်ပါရဲ့ရှင် From ဖုန်းအကြောင်းတိတ်မသိသေးဘူးဆိုရင်တော့ From ဖုန်းမှာပါရရှိလဲ From ဖုန်းကဘယ်လောက်ထိ luxury ဆန်လဲဆိုတာဒီဗီဒီယိုလေးနဲ့တူလိုက်ကြည့်ကြအောင်ရှင်ခုရောက်ရှိနေရတော့ BTS ရဲ့ Skywalk တွေပဲဖြစ်ပါတယ်ဒီဖက်ချမ်းမှာဆိုရင် M Quartier ရှိမယ်ဒီဖက်ချမ်းမှာဆိုရင်တော့ M Emporium ရှိပါမယ်ဒီ Skywalk ကနေပြီးတော့မှ2မိနစ်လောက်လမ်းထက်လျှောက်လို့ဆိုရင်တော့ M Sphere ရှိပါမယ်ဒီ M Quartier ရဲ့အလယ်မှာဆိုလို့ဆိုရင်လည်းပေါ့နော်ဒီမျိုး waterfall လေးရှိရပေါ့နော်ပြီးတော့လုံးဝတစ်ပင်ပန်းပင်နဲ့ဆဆဆနေ Oasis နေရာလေးမျိုးလောက်ထားပြီးတော့ shopping mall နဲ့တဘာဝတရားရုံချိတ်ဆက်ထားတဲ့နေရာလေးမျိုးဖြစ်ပါတယ် Sephora ဆိုင်တဲ့တစ်ချက်လောက်ဝင်ပတ်ကြည့်အောင်တော့ဒီ M Quartier မှာဆိုလို့ဆိုရင် office building လေးပေါ့နော်အလယ်မှာရှိရလုံးဝတတရလေးနဲ့ standard ရှိလေးပေါ့နော်ဒါတော့ BTS ရဲ့ Skywalk တွေပေါ့နော်ဒီရဲ့အလယ်မှာဆိုလို့ရှိရင်ပန်းချံလေးရှိမယ်ပြီးတော့တစ်ဖက်မှာဆိုရင် M Sphere ကိုလမ်းတွေ့ရပါရဲ့ရှင့်ပြီးတော့ဒီအလယ်ကပန်းချံပေါ့နော် Bangtak series ပန်းချံကိုလည်းပန်းချံတစ်ခုလုံးဒီကနေပြီးတော့လမ်းမြင်နေရပါပြီပန်းချံထဲမှာဆိုရင်ကလေးကစားကွင်းတွေရှိရဲကြက်တောင်ကွင်းတွေ basketball တွေရှိရဲအတွက်ကြောင့်မလို့အားကစားလုပ်ဖို့တော့ပဲဖြစ်ပါစေမိသားစုလိုက်လာရောက်အပန်းဖြေဖို့ပဲဖြစ်ပါစေအရန်ဆင်ပြေတဲ့နေရာလေးပေါ့နော်အခုဆိုရင်ညနေပိုင်း3နာရီလောက်အချိန်ရောက်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ပဲမိသားစုတွေရောလာပြီးတော့အပန်းဖြေတဲ့လူတွေကိုအများကြီးတွေ့နေရပြီပေါ့နော်မျိုးညနေပိုင်းနေဝင်ချိန်ဆိုအရန်လာရရှင်ပြီးတော့အလဲမှာရေကန်လေးလည်းရှိရဲအဲ့ဒါကြောင့်မလို့ဒီလုံးဝမြို့လေခေါင်လိုမျိုးနေရာမျိုးမှာပေါ့နော်အပန်းဖြေလို့ရရဲ့ green spot လိုမျိုးနေရာမျိုးဖြစ်ပါတယ်ဆိုတော့ဒီဖက်ချမ်းမှာဆိုရင်တော့ Sukhumvit main လမ်းမကြီးရှိမယ်ပြီးတစ်ဖက်မှာတော့ M Sphere shopping mall ကြီးရှိမယ်ပေါ့နော်ဒီကနေပြီးတော့မှနောက်ထပ်10မိနစ်ကျော်လောက်လမ်းလျှောက်အောက်ကမှာပဲ still Sukhumvit 20 luxury condo ကြီးရှိပါမယ်အတင်မကဘူးဒီနားမှာပဲ nobody developer ကနေပြီးတော့မှအသက်လာမဲ့ luxury condo ကြီးလည်းရှိပါရဲ့ရှင်ဒီ condo ကြီးကအယောင်ဖွင့်တဲ့အခါမှာညီမတို့နောက်တစ်ချက်ပြန်ပြီးတော့ update လုပ်ပေးပါမယ်ပြီးတော့ဒီနေရာကနေပြီးတော့မှနောက်ထပ်9မိနစ်လမ်းလျှောက်အောက်ကပါရထားမှတ်တန်နဲ့ဆိုရင်နောက်ထပ် station မှာMRT Sukhumvit Station နဲ့ BTS Asok Station စုံမှရှိပါမယ်ရှင် Sphere ကလုံးဝ technology ဆန်ပြီးတော့သူ့မှာဆိုလို့ရှိရင်ဒီလိုမျိုး technological brand တွေ furniture brand တွေတင်မကောက် NG brand တွေကစားဆွတ်ဆုံနေရှိရပေါ့နော်ဒီအနောက်မှာတွေ့နေရတာတော့ IKEA ပေါ့နော် international furniture brand ဖြစ်တယ်သူ့မှာဆိုလို့ရှိရင်မိဘူးချောင်ကအစအခန်းကအစုံအိမ်မှာလိုအပ်တဲ့ပရိဘောဂတွေအားလုံးဆွတ်ဆုံလေးဒီမှာရနိုင်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပေါ့နော် idol တွေရဲ့ concert တွေပြီးတော့ family တွေလည်းလာလို့ရှိတယ်BTS ကနေပြီးတော့မှဆင်းချင်းလောဝ luxury shopping mall တွေဒါတင်မကောက်ပန်းချံတွေလည်းရှိရဲဒါတင်မကောက်လာခဲ့လမ်းတစ်လျှောက်လုံးမှာလည်းစားတောက်ဆိုင်တွေလုံးဝဆိုင်တွေအပြည့်အနှံ့နဲ့စီစီကကရှိရဲ့အပြင်ဒီ community ထဲမှာဆိုလို့ရှိရင်လည်းလုံးဝ international ကျောင်းတွေရှိအောင်မယ်စေယုံစေခန်းတွေလည်းပြည့်နှံ့ရှိရမလို့သူ့ရဲ့အရန်မိုက်တဲ့ location ကြောင့်မလို့ထွက်လာတဲ့ condo တိုင်းအားဆိုလို့ရှိရင်လည်းလုံးဝ sold out ဖြစ်နေတာဖြစ်ပါရဲ့ရှင်ဆိုတော့ဒီဗီဒီယိုလေးရဲ့အဆုံးသတ်မှာတော့ From ဖုန်းရဲ့ area မှာဘာတွေရှိလဲဆိုတာကိုဒီဗီဒီယိုလေးထဲကနေပြီးတော့မှမြင်ရမယ်လို့မျှော်လင့်ပါရဲ့ရှင်နောက်ထပ်ဗီဒီယိုလေးမှာလည်းပြန်ပြီးတော့စုံကြရအောင်နော်